ဖះရှိခိုးပြီဆိုလို့ရှင်ကိုနှစ်ဖူးကကြမ်းပေါ်တိုက်နေတာဖြစ်ပေမဲ့လို့ဖះရဲ့ခြေပမိုးပေါ်မှာငါဥတိုက်နေရတယ်လို့ဆိုပြီးတော့စိတ်ထဲကရှီမန်းပြီးတော့အဲ့လိုရှိခိုးမယ်ဆိုရင်ကောသလမင်းကြီးရှိခိုးလို့ရတဲ့ကုသိုလ်မျိုးကိုမှလည်းရ။ဘာဖြစ်လို့ဒီလိုပြောရလဲလို့ဆိုရင်စိတ်ဟာချင်နုမှုဖြစ်လာမယ်။ပြိဋိဘသမိတာဖះပဲဖြစ်စေတတ်တော်တရားဖះရှင်မှာပဲဖြစ်စေတိဋ္ဌံတေနေပုတေစေဝတမေစိတ်တေတမန်ဖလံဆိုတဲ့စကားရှိတယ်။တတ်တော်တရားမြတ်စွာဘုရားကိုရှိခိုးတာပဲဖြစ်စေပြိဋိဘသမိမြတ်စွာဘုရားကိုရှိခိုးတာပဲဖြစ်စေစိတ်ဓာတ်ချင်းတူညီစွာထားပြီးတော့ရှိခိုးနိုင်လို့ရှိရင်တမေစိတ်တေတမန်ဖလံစိတ်တူလို့ရှိရင်အကျိုးတရားလည်းတူတယ်လို့ဒီလိုခေါ်ထားရှိတယ်။ဘုရားရှိခိုးပြီးဆိုရင်မျက်မျက်နှုံးလို့ရင်ထဲမှာနှလုံးသွင်းပြီးမှရှိခိုးမယ်ဆိုရင်တော့အဲ့ဒီကုသိုလ်ကအကျိုးပေးလိုက်တာတာမန်ပေါ့စိတ်ပေါ့ပေါက်ပြီးတော့ထားပါတဲ့လူတွေကုသိုလ်နဲ့တော့ရှင်းလို့မရဘူး။အဲ့ဒါကိုသတိထားဖို့လိုတယ်။လောကလူတွေကအကျိုးတရားကြတော့အကောင်းစားရခြင်းသို့တော့လှုပ်ဆောင်မှုကအကောင်းစားဖြစ်ပါအကျိုးတရားအကောင်းစားရနိုင်တယ်လို့ပဲ။တာမန်လို့ရင်တော့တာမန်အစစ်မရအလတ်တန်းစားလို့ရင်အလတ်တန်းစားအစစ်မရအဲ့တော့ကိုယ့်ကိုအကောင်းဆုံးရခြင်းနဲ့ဆိုရင်အကောင်းဆုံးပြောင်းလုပ်ကြရမယ်ဆိုတာကိုတော့အတိတရားရှိထားဖို့လိုအပ်တယ်ပေါ့နော်။